ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒေါက်တာတန်းထွန်းရဲ့ကျော်စာတရားစာအုပ်ထဲမှာအနောက်နိုင်ငံတွေကသိပ္ပံပညာတွေနဲ့ပတ်သက်ပြီးရင်အင်မတန်မှကိုရှေ့တွေရောက်ခဲ့တယ်အင်မတန်မှဖွံ့ဖြိုးခဲ့တာဒါပေမဲ့လို့ကမ္ဘာအရှေ့ခြမ်းနိုင်ငံတွေမှာတော့ကအနောက်ဥရောပနိုင်ငံတွေလိုသိပ္ပံပညာတွေမထွန်းကားခဲ့ဘူးနက္ခတ္တဗေဒပညာရပ်တွေမထွန်းကားခဲ့ဘူးဒါဟာဘာကြောင့်မှလဲဆိုပြီးမှအဖြေရှာတယ်ပေါ့နော်အဲ့ကျော်စာတရားစာအုပ်ကိုရေးတဲ့ဆိုင်းဆရာကောက်ချက်ဆွဲခဲ့တယ်ဒါကဘာလဲဆိုရင်ဒါမျိုးအနောက်နိုင်ငံတွေကတနေ့အရှိနိုင်ငံတွေထက် science ဖက်မှာခေါင်းတစ်လုံးအမြဲတမ်းတာနေရတဲ့အချက်ကဘာလဲဆိုလို့ရှိရင်ねသူ့ကိုအဓိကထောက်ပံ့ပေးနေတဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒီအချက်နှစ်ချက်ကဘာလဲဆိုရင်ဂရိစင်ကျင်ချင်းအဓိကဝါဒနဲ့ဂရိအမွေကနန်းတင်ချာဖြစ်တယ်ဆိုပြီးမှကောက်ချက်ဆွဲတယ်ပေါ့နော်ဒီနှစ်ခုကနေပဲအနောက်ဥရောပနိုင်ငံတွေကိုကမ္ဘာမှာသိပ္ပံပညာနဲ့ပတ်သက်ရင်အမြဲတမ်းခေါင်းတစ်လုံးမြင့်နဲ့လူရေးဆိုတဲ့အဖွဲ့အစည်းရဲ့ရှေ့တန်းကိုတွန်းတင်လိုက်တဲ့အကြောင်းအရာဖြစ်တယ်ဆိုပြီးမှဆရာကြီးဒေါက်တာတန်းရဲ့ကျော်စွာတရားစာအုပ်ထဲမှာဖတ်ကြရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ကမ္ဘာအရှေ့ခြမ်းနိုင်ငံတွေမှာရောထင်ရှားတဲ့ဂုဏ်ယူဝင်ကြွားဖွယ်အားတွေကဘာတွေများရှိမလဲဆိုတော့ကျန်တဲ့နိုင်ငံတွေအသာထားပါအောင်ဗျာကျွန်တော်တို့နိုင်ငံကိုပဲကြည့်ရတာပေါ့ဆိုတော့ကျွန်တော်တို့နိုင်ငံမှာတော့တိတ်ပြီးထူးထူးပြောစရာရဲ့လို့လေတိတ်မရှိဘူးပေါ့နော်ဆိုတော့ဘုရားဘာသာနိုင်ငံဖြစ်တဲ့အလျောက်အနောက်နိုင်ငံတွေလို့သိပ္ပံပညာမဖွံ့ဖြိုးဘူးရှေ့ကနေမရောက်ဘူးဒါအရေးမကြီးဘူးဘုရားတရားတော်တွေဟာတို့မြန်မာနိုင်ငံမှာအင်မတန်ဖွံ့ရတယ်လို့ပြောလို့ရအောင်လေပြောဖို့ခက်တဲ့အခြေအနေပေါ့နော်ဆိုတော့တမိုင်းမှရောပြောကြရတယ်မရှိဘူးလားဆိုတော့ရှိခဲ့ပါတယ်ကိုရှင်တရားပိုင်းနဲ့ပတ်သက်ရင်တော့ကမ္ဘာစစ်ကြီးမဖြစ်မီကမြန်မာလူဖွဲ့စည်းရာအင်မတန်မှကြစ်လက်လာတယ်ကိုရှင်တရားအင်မတန်ကောင်းမွန်လာတယ်ဆိုပြီးမှလည်းမချစ်ပြရတယ်ပေါ့နော်စောက်တွေထဲမှာဖတ်ရပါတယ်ဆိုတော့ထင်ရှားဆုံးပြောစမဲ့စကားတွေပါဇက်ရာဆိုရင်ပဲပြောဘာလဲပြောပေါ့နော်တန္တရာလင်္ကာစာထဲမှာတော့ကသွားဖတ်ကြတဲ့တစ်ချက်ရှိတယ်ဒါကဘာလဲဆိုရင်အင်းဝခေတ်တုန်းကဓမ္မကူးဆရာတော်နဲ့ပတ်သက်ပြီးရင်ပေါ့နော်ဆိုတော့ဓမ္မကူးဆရာတော်ဖြစ်လာပုံကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဘယ်လိုဖြစ်လာလဲဆိုရင်ဓမ္မကူးဆရာတော်လို့အမည်တွင်မဲ့ဆရာတော်ကတော်ထဲမှာသတင်းသုံးတယ်ပေါ့နော်တော်ထဲမှာနေတယ်တော်ထဲမှာနေတော့အဲ့ဆရာတော်ရဲ့ဂုဏ်သတင်းကလည်းမြို့နေပြည်တော်ကြီးရောက်လာတဲ့အချိန်မှာမင်းကဘယ်မင်းလက်ထက်လဲတော့ကျွန်တော်မှတ်မိတော့ဘူးဗျာမင်းကဒီဆရာတော်ရဲ့တိလာကိုစမ်းချင်တဲ့နေနဲ့မာတုကမာတယောက်ကိုလွတ်လိုက်တယ်ပေါ့နော်ဖျားယောင်းဖို့ဆိုတော့ဖျားယောင်းနေပေါ့ဗျာတူတူပြောရရင်ဖျားယောင်းပြီးတော့မရတော့ခါပညာဆွဲတယ်ပေါ့နော်မာတုကမာနေဖောက်ပြန်တယ်ဆိုပြီးမှဘယင်းကအဲ့ဆရာတော်ဆွဲတော့ခါအဲ့ဆရာတော်ကဘယင်းရှင်းပါပဲဒါနဲ့ခြေစလုံးကိုတွေ့အောင်ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်တယ်ဆိုတော့အပိုင်းပြတ်ထောင်ပါဘူးတွေးထွက်အောင်တစ်လုံးကိုဒါနဲ့ဖြတ်ပြီးမှသစ္စာပြုလိုက်တယ်ပေါ့နော်အကယ်၍သူ့ရဲ့တိလာတွေမဖောက်ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်မပေါက်ကြားခဲ့ဘူးဆိုလို့ရှိရင်ဒီဓမ္မဟာရေကန်မှာမြုပ်မသွားပဲရေကန်ရဲ့ဟိုဘက်ကိုကူးပါစေဆိုပြီးမှသစ္စာပြုလိုက်တယ်သစ္စာပြုရခေါ်မလားဒိဋ္ဌံပြုရခေါ်မလားမသိဘူးဗျလို့လုပ်လိုက်တယ်ဆိုတော့အဲ့ဒီဓမ္မကလည်းပါရေကန်တဲ့ကိုမကြပဲနဲ့ရေကန်ရဲ့ဟိုဘက်ထိကူးသွားတယ်အဲ့ဒီကနေစပြီးမှပဲဒီဆရာတော်ဟာဓမ္မကူးဆရာတော်ဆိုပြီးမှမြေတွင်ခဲ့တယ်ဆိုပြီးမှလည်းဖတ်ရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာရေရဲ့အလေးချိန်နဲ့ဓမ္မရဲ့အလေးချိန်ဓာတ်မှရှိတဲ့တန်သက်တွေအလေးချိန်တွေကရေမှာနင်းမြုပ်နေမနင်းမြုပ်နေဒီသိပ္ပံသဘောတရားတွေလောတွေဟိုခဏထောင်းပေါ့နော်ကျွန်တော်တသနာလင်္ကာရစာထဲမှာဖတ်ရတဲ့အတိုင်းကိုကျွန်တော်ပြောကြည့်တာပါဆိုတော့ကိုကျင်တရားနဲ့ပတ်သက်ရင်တကယ်အစစ်အမှန်နေဟုတ်တာမဟုတ်တာကိုအသာထောင်းပေါ့နော်ဒါမျိုးပြောစရာတွေမြန်မာလူဖွဲ့စည်းမှာရှိခဲ့ပါတယ်ဆိုတော့ဒီနေ့ခေတ်မှာဘာတွေပြောစရာရှိလဲဆိုတော့လေကျွန်တော်ကတော့မတွေ့မိဘူးပြတွေ့မိတာဆိုလို့အရင်တလောတုန်းကလွန်ခဲ့တဲ့တစ်ပတ်တုန်းကဘိန်းဆိုင်ပြူတာကမ္ဘာနံပါတ်1ဖြစ်လာပြီဆိုတဲ့သတင်းကိုပဲဖတ်ကြရတယ်ပေါ့နော်ဆိုတော့ဗျာဘုရားဘာသာနိုင်ငံလို့ခေါ်ရတဲ့မြန်မာနိုင်ငံမှာဘုရားတရားတွေကွယ်ပြောက်တာလဲတော်တော်ကြာရင်နဲ့တူပါတယ်ဗျာနောက်အနာဂတ်မြန်မာလူငယ်ဖွဲ့စည်းတွေမှာဒါမျိုးများပြောစမြတ်တွင်အောင်လုပ်လိုက်ကြစမ်းပါဆိုပြီးမှလေကျွန်တော်ကတော့စဉ်းစားနေမိတာပါမျှော်လင့်နေတော့မဟုတ်ပါဘူးအိန္ဒိယကနေရောက်လာတဲ့မြတ်စွာဘုရားနဲ့သူ့ရဲ့တရားတော်တွေကလည်းတကယ်အစစ်မှန်မဟုတ်ဘဲနဲ့ဂေါရမဘုရားကလည်းမြန်မာလူကြီးဂေါရမဘုရားဖြစ်နေပြီလားမသိဘူးပေါ့လေဆိုတဲ့အကြောင်းကိုကျွန်တော်တွေးနေမိတာပါဆိုတော့ဘလို့ထင်ကြလဲဗျာအောက်မှာ comment တွေဝင်ရင်းသွားကြအောင်ညင်ညခုံကြတာပေါ့ဗျာသူပြင်ခင်ဗျားတို့ရဲ့ comment တွေကိုအမြဲတမ်းကြိုးဆိုပါလေဗျာနောက်ဗီဒီယိုမှာထပ်တွေ့မယ်ဗျာ